ဆရာကျွန်တော်ကိုအစီအစဉ်ကြားနေလို့အောင်ကြေထုတ်ပြီးလို့ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်တော့ဘလူကနေတေးဆုံးပြီးကြရဝိညာဉ်ဘယ်မှမတော်နိုင်မင်းနဲ့အောင်လန်းဆရာရဲ့ချုံမပေါင်းနှစ်ပေါင်းများစွာခံခဲ့ရတာပါတကယ်ကိုဒုက္ခရောက်ခဲ့ရတာပါမင်းရဲ့ကံကြမ္မာရတော့ဒီတော့ဘလူဝင်းကြီးဘဝနဲ့ဝချစ်ဆက်ဖို့အတော်ကြာအောင်ပါပဲအဲ့ဒါဆိုရင်ကျွန်တော်တခြားဆရာတွေကထပ်ပြီးလာနောက်ရှောင်ပါလားမင်းကြောက်တယ်ဆိုရင်ငါစီမှာပဲလာနေလေဘယ်သူမှမင်းကိုဘာမှမလုပ်နိုင်အောင်ငါကာကွယ်ပေးထားပါမယ်ဆရာအောင်ကအောင်လန်းပညာမှာအလွန်ထက်မြက်သူတစ်ယောက်ဖြစ်ပြီးနှစ်ပေါင်းများစွာချုံနှောင်ခံထားရတဲ့တော်ဘလူဝင်းကြီးကိုလွတ်မြောက်အောင်ကယ်ထုတ်ပေးခဲ့တာပါဒါပေမဲ့သူကတကယ်တော့စေတနာနဲ့ကူညီတာမဟုတ်ပါဘူးဘလူဝင်းကြီးကသူ့ကိုကျေးဇူးရှင်လို့သတ်မှတ်ပြီးအခိုင်းစေဖြေခစားဖို့သဘောတူလိုက်တဲ့အခါမှာတော့ကောက်ချစ်တဲ့ဆရာအောင်ပါဟာသူ့ရဲ့အောက်လန်းအတတ်ပညာနဲ့ဘလူဝင်းကြီးကိုတမျိုးတစ်ပုံပြန်လဲအသုံးချဖို့ပြင်ဆင်มาတော့တယ်ကောက်ချစ်တဲ့အောက်လန်းဆရာအောင်ကတော်ဘလူဝင်းကြီးကိုမကောင်းတဲ့ဖြစ်စီနဲ့စီရင်ထားတဲ့ဘလူရုပ်တုအသေးလေးထဲမှာဆွဲခက်စေပြီးတော့အင်းအိုင်ခိုင်ခိုင်နဲ့ချုံနှောင်လိုက်ပါတော့တယ်တော်ဘလူခမမှာတော့သူ့ကိုယ်သူကျေးဇူးဆက်နေရတာလို့ပဲထင်နေရှာတာတကယ်တော့ဆရာအောင်ပါကသူ့ကိုဘလူးစေကံဝင်းကြီးအဖြစ်အသုံးချဖို့ပြင်လိုက်တာပေါ့ဆရာအောင်ပါရဲ့ဘလူးရုပ်ဆွမ်းကအရင်ကြီးတယ်ဆိုတဲ့တဲ့ရင်ကတနေ့လုံးကိုပြန်သွားပါတယ်လူတွေကသူ့စီလာပြီးအောင်လန်နီးတွေနဲ့ပြုတ်စားခိုင်းတာအဆောင်တောင်းတာတွေလုပ်တာကြောင့်ဆရာအောင်ပါကနာမည်ကြီးပြီးစီးပွားတက်နေတာပေါ့ဒီလိုနဲ့တနေ့မှာတော့တီလာသမားဒီနဲ့ပြည်စုံတဲ့အရှင်သူစိတ်တာလို့အမိရတဲ့ဒုတိယဆောင်ဆရာတော်တပါးရွာနီးရတော်ဆက်မှာတည်င်းသုံးဖို့ရောက်လာပါတယ်ရွာသားတွေကဆရာတော်ရဲ့ကြီးညိုဖွယ်ရအမှုရာနဲ့လက်နေတဲ့တရားစကားတွေကြောင့်ဆရာတော်စီမှာပဲတရားနာဆုံးလောင်ဖြစ်ကုန်ကြတာပေါ့အိမ်မှာတင်မဲ့အတ္တမကိုဓမ္မစတင်နိုင်ယူလိုက်တယ်လို့ဖြစ်သွားပြီးဆရာအောင်မရဲ့အကြောင်းကတော့လူသူကင်းမဲ့ပြီးခြောက်ကပ်သွားပါတော့တယ်ဒီဖုန်းကြီးကြောင့်ငါ့ကိုလူတွေကြီးညိုတာရောကုန်ပြီဒီအတိုင်းလှုပ်ထားလို့မဖြစ်တော့ဘူးဟဲ့ကောင်မလို့မင်းခုချင်းသွားပြီးအဲ့ဒီဖုန်းကြီးကိုဒီနယ်ရဲ့ထွက်သွားအောင်လှုပ်စမ်းမထွက်ဘူးဆိုရင်တော့အသက်ပါတစ်ခါတည်းအဆုံးစီရင်လိုက်စမ်းဘလူးဝင်းကြီးလည်းအမိတ်တိုင်းဆရာတော်သတင်း300နေရာရှိမှကိုတင်ပြလိုက်ပါတယ်မြေကြီးတွေတုံခါတော့ခြေလန်းကျဲကြီးတွေနဲ့ရှောင်းလန်းလာပြီးခြောက်လန့်တာပေါ့ဒါပေမဲ့ဆရာတော်ကတော့တင်းငိမ့်စွာနဲ့ပဲတရားဘဝနာတွေပွားများနေသေးပါပဲအရှင်ဘုရားအသေးမစိုးချင်တော့ဒီရွာနဲ့ချက်ချင်းထွက်သွားလိုက်ပါတကားကြီးဖုံဖုံကဒီမှာတရားအောက်ထုတ်ဖို့ပဲလာခဲ့တာပါဘသူကမှရံပြိုးဖို့စံနှမရှိပါဘူးဖုံဖုံဒီမှာနေတာတကားကြီးကိုစိတ်နှောက်ယှက်ဖြစ်စေလို့လားတပည့်တော်ကတော့စိတ်မဆိုးပါဘူးဒါပေမဲ့အရှင်ဘုရားကြောင့်တပည့်တော်အရှင်သခင်စိတ်ဆိုးနေလို့ပါအဲ့ဒါဆိုရင်ဖုံဖုံနောက်2ရက်3ရက်လောက်နေကြွပါမယ်တကားကြီးလည်းအတင်းမနေပါနဲ့အောင်မရဘူးအခုချက်ချင်းထွက်သွားမယ်ဘလူးကသူ့ရဲ့လက်နဲ့ကြီးနဲ့မြေကြီးကိုစောင်းစားလိုက်တဲ့အခါမှာတော့မိတော့တွေထွက်လာပြီးဆရာတော်ရဲ့မျက်နှာနာအထိကိုရောက်လာပါတယ်ဒါပေမဲ့အံ့ဩစရာပဲဗျာဆရာတော်ရဲ့မေတ္တာတက်ကြောင့်အဲ့ဒီမိတော့တရားဘလူးရဲ့မျက်နှာစီကိုပဲပြန်ကွေ့သွားပြီးဆရာအောင်ပါခိုင်းစေထားတဲ့အောင်လန်းမန်တန်တွေကိုအားလုံးဖျက်ဆီးလိုက်ပါတော့တယ်အဲ့ဒီမှာတင်ဘလူးကတတိပြန်ဝင်လာပြီးဒီဆရာတော်ကဘုံငန်ကြီးမားတဲ့သူမှန်သိသွားတာကြောင့်သူထပ်ပြီးအကုသိုလ်မကျူးလွန်မိခင်ဆရာတော်ရှိမှတူထောက်ပြီးကြော့တောင်းမှန်ပါတော့တယ်တပည့်တော်ကိုတော်မူပါဗျာတပည့်တော်အောင်လန်းမန်တန်တွေလွှမ်းမိုးခံရလို့အခုလိုဖြစ်မှမိတာပါဗျာတပည့်တော်အမောင်သိပါပြီဗျာတကားကြီးကိုဘုံဘုံအပြစ်မယူအောင်တကယ်တော့တကားကြီးဟာဘလူးဘဝကနေတည်ဆုံးခဲ့ပေမဲ့ဝှချင်မကုန်သေးလို့ဒီလိုဖြစ်နေရတာပါတပည့်တော်လည်းကောင်းတဲ့ဘဝကိုတွားချင်ပါတယ်ဗျာတကားကြီးဘဝတက်ကိုကူပြောင်းမှုဆိုတာကိုယ်တိုင်ကုသိုလ်ကောင်းမှုတွေလုံးဝရမှာပါသူတစ်ပါးကိုနှောက်ယှက်တာတွေအောင်လန်းဆရာခိုင်းတာတွေလိုက်လုပ်နေရင်တော့ဝှကျွေးတွေကထပ်ပြီးရှည်နေဦးမှာပဲဆရာအောင်ပါတပည့်တော်အချုံးတော်လေးရခဲ့ခဲ့တဲ့ကျေးဇူးရှင်မို့လို့ပါဗျာကျေးဇူးဆက်တယ်ဆိုတာကောင်းတဲ့လမ်းနဲ့ဆက်မှတကားကြီးအတွက်အကျိုးရှိမှာပါမဟုတ်တဲ့လမ်းနဲ့ဆက်ရင်တော့တကားကြီးပါအပင်ငယ်ရောက်လိမ့်မယ်ဘလူးဝင်းကြီးကဆရာတော်ရဲ့စကားကိုနားလည်သွားပြီးတော့ဆရာအောင်ပါစီပြန်သွားပါတယ်ဆရာအောင်ပါကတော့ဆရာတော်ကိုမနိုင်နေနိုင်ခင်မှန်းသိလိုက်ရတော့ဒေါသတကြီးနဲ့ပြောပါတယ်မင်းငါအစာစားပြီးကျေးဇူးမသိတဲ့ကောင်ငါခိုင်းတာကိုဘာလို့မလုပ်နိုင်ရတာလဲဆရာအောင်ပါကဟင်းဟောက်ပြီးအောင်လန်းကြီးတွေနဲ့မိတော့တွေလှုပ်ပြီးဘလူးကိုနှိပ်စက်ပါတော့တယ်ဘလူးကတော့ကျေးဇူးကျွေးကြည်ပါစေတော့ဆိုတဲ့စိတ်နဲ့ဘာမှပြန်မလုပ်ပဲတောင်းခံနေရှာတာပေါ့အဲ့ဒီချိန်မှာပဲဆရာတော်ရောက်လာပြီးအဘောကတိုင်းနဲ့မိုးချရွာလိုက်တယ်လို့မျိုးဘလူးကိုကမီးတွေကိုငိမ့်သက်ပေးလိုက်ပါတယ်ဆရာအောင်ပါတော့ပို့ပြီးဒေါသထွက်သွားပြီးဆရာတော်ကအောက်လန်းကြီးတွေနဲ့တိုက်ခိုက်ဖို့ပြင်မာတော့တယ်အဲ့ဒီမှာတင်မဲ့ဘလူးကဆရာတော်ကိုကာကွယ်ဖို့အတွက်နဲ့သူ့ရဲ့လက်နက်ကြီးနဲ့မြေကြီးကိုစောင့်ချလိုက်တာမြေကြီးအကြောင်ကြီးဖြစ်သွားပြီးဆရာအောင်ပါအဲ့ဒီအကြောင်နဲ့ပြုတ်ကျကကြောက်တုံးကြီးတွေနဲ့ညှက်မိပြီးအယိုးရီကျိုးကဒုက္ခရောက်သွားပါတော့တယ်တော်ပြီးတကိုင်းရန်ကိုရန်နဲ့မတုတ်နေပါနဲ့တော့ဆရာတော်ကဘလူးကိုတားလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးဘလူးဝင်းကြီးဟာဆရာတော်ကြွလျာကိုနောက်ကနေမမြင်ရတဲ့အဆောင်ရှောက်ဖြစ်လိုက်ပါဆောင်ရှောက်ပြီးတရားဘဝနာတွေနာယူခဲ့ပါတယ်။ကိုကျွေးတွေကုံဆုံးသွားတဲ့ခါမှာတော့ဘလူးဝင်းကြီးကကွယ်ပြောက်သွားပြီးဘဝကူကောင်းသွားပါတော့တယ်။နှစ်ပေါင်းများစွာကြာသွားတဲ့ခါမှာတော့အရှင်သူစိတ်ဓာတ်ဟာလည်းတတော်ကြီးရင်နေဆရာတော်ကြီးဖြစ်နေပါပြီ။တနေ့မှာတော့တောရွာလေးတစ်ရွာကိုကြွားရင်းနဲ့အသက်ရှင်နေရွယ်သားလေးတယောက်ကိုကိုရင်ဝတ်ပေးဖို့မိခင်ဖြစ်သူကလာရောက်အနှံပါတယ်။
ဆရာတော်ကြီးကကလေးရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ဒါဟာအရင်ကသူ့ကိုစောင့်ရှောက်ခဲ့တဲ့တော်ဘလူကြီးလူပြန်ဖြစ်လာတာမှန်သိလိုက်ရတာပေါ့ဆရာတော်ကြီးကပြုံးပြီးလက်ခံလိုက်ပါတယ်အဲ့ကလေးလေးဟာကိုရင်ဝတ်ပြီးဆရာတော်ကြီးနောက်ကိုတကောက်ကောက်လိုက်ကသာသနာပေါင်မှာပြုံးမွေ့သွားပါတော့တယ်ကိုရင်လေးဟာဆရာတော်ကြီးနဲ့တူဒူးတင်လဲလဲရင်တပည့်ကောင်းပြီးသားစွာနဲ့ဝတ်ကြီးဝတ်ငယ်ပြုစုဆောင်ရှောက်လာခဲ့ရင်ဒီနေ့မှာတော့သူတို့နှစ်ဦးဟာတောအုပ်တစ်ခုဖြစ်တန်းလာခဲ့ကြပါတယ်အဲ့ဒီတောအုပ်တွေကတဲအိုလေးတစ်လုံးထဲမှာတော့ဦးမင်းမဆွဲဖြစ်နေတဲ့အောက်လန်းဆရာအဘအောင်ပါနေထိုင်နေတာပေါ့အဘအောင်ပါဟာဆရာတော်ကြီးကိုမြင်လိုက်တာနဲ့သူတစ်ချိန်ကရံပြုတ်ခဲ့မှုတဲ့အရှင်သူစိတ်သားဆိုတာကိုချက်ချင်းမမိသွားသလိုဘေးကကိုရင်လေးဟာလည်းသူနှိပ်စက်ခဲ့တဲ့တော်ဘလူကြီးလူပြန်ဖြစ်လာတာဆိုတာကိုသိလိုက်ရပါတော့တယ်ဟာတပည့်တော်တို့တွေကတကယ်ပဲရေဆက်ဆုံကြတာပဲမဟုတ်ရင်တပည့်တော်တို့၃ယောက်ဒီလိုပြန်ဆုံကြဖို့ဆိုတာမလွယ်ဘူးဟုတ်တယ်မလားအရှင်ဖေဟာပြီးတော့မင်းကတော်ဘလူကြီးပါလားအဘအောင်မရီမောပြီးပြောဆိုလိုက်ပါတော့တယ်ပရိသတ်ကြီးတို့ရောလူပြန်ပြစ်တာဘဝကူပြောင်းတာတွေကတကယ်ရှိတယ်လို့ယုံကြည်ကြပါသလားရှင်။ကိုမမရေးပေးခဲ့ကြပါအောင်နော်။အခုလိုစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်ဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။